ခရစ်တိုလောကတွေကိုအခုမှစဝင်လာပြီးအမျက်မရတဲ့အပြင်ရှုံးနေပါသလား။တင်ဟာခရစ်တိုလောကတွေကိုအခုမှစဝင်လာတဲ့သူဆိုရင်အခုပြောပြမယ့်အချက်၃ချက်ကိုသတိထားဖို့လိုပါတယ်။နံပါတ်၁ကတော့လက်တွေ့မှာအသုံးပြုလို့မရတဲ့မိမိကွိုင်နေနောက်ကိုလိုက်ခြင်းဖြစ်ပါတယ်။တချို့တိုကင်တွေဟာထုတ်တဲ့သူတွေကအများစုထိန်းချုပ်ထားပါတယ်။ဒါကြောင့် waste တွေကတိုကင်တွေကို dump လိုက်တယ်ဆိုရင်တိုကင်ရဲ့ဈေးနှုန်းကတုံ့ပြန်ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ပြဿနာတစ်ခုခုကိုဖြေရှင်းဖို့စ조사နေတဲ့ project တွေကိုပဲအာရုံစိုက်ပါနံပါတ်2ကတော့ line ပေါ်က fake giveaway တွေပဲဖြစ်ပါတယ်တရားဝင်သွားနေတဲ့အဖွဲ့အစည်းအိတ်ချင်းဒါမှမဟုတ်ဆယ်လီတယောက်ကခရစ်တိုပို့ရဖို့ခရစ်တိုပို့ပေးပါလို့ဘရောမှသူတို့ဘက်ကစပြီးတော့တောင်းဆိုမှာမဟုတ်ပါဘူးရှိလာခဲ့ဆိုရင်အဲ့ဒါက 100% scam ဖြစ်ပါတယ်လူလိမ်တွေပို့လာတဲ့ link ကိုနှိပ်ပြီးတော့ပမာဏနည်းနည်းလေးကိုပို့လိုက်ရင်တော့မှကိုယ့်ရဲ့အကောင့်တွေကငွေတွေအကုန်လုံးပါသွားနိုင်ပါတယ်။နောက်ဆုံးအချက်ကတော့ panic selling ဖြစ်ပါတယ်။ခရစ်တိုဈေးကွက်ကအတက်အကျအရန်ကျန်ပါတယ်။တညအတွင်းမှာပဲ30%အထိအပြောင်းလဲရှိနိုင်ပါတယ်။ဒါကြောင့်မလို့ဈေးနှုန်းကျတိုင်းထုတ်ရောင်းချရင်တော့အရှုံးများစေနိုင်ပါတယ်။ရေရှည်အတွက် plan ချပါ။ plan တိုင်းဆက်သွားပါ။ဈေးနှုန်းကျတိုင်းဝယ်နိုင်အောင်ပဲကြိုးစားပါ။ဒီအချက်၃ချက်ကိုလိုက်နာနိုင်ရင်ကိုယ့်ရဲ့ငွေကိုကောက်ွယ်နိုင်မှာပဲဖြစ်ပါတယ်